ဝမှာလောကရန်နေရဲ့အရိုက်အပုတ်အထုအထောင်းတွေခံရလို့လူဟာနာကျင်မှုတွေခံရတာများလာတဲ့အခါတဖြည်းဖြည်းနဲ့လူကထုံလာတတ်တယ်။ဘာကိုမှမစင်စားကျင်တော့ဘူး။ဘာကိုမှလည်းမကြိုးစားကျင်တော့ဘူး။ဒါကြောင့်ဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိတဲ့လောကရန်နေနဲ့တွေ့တဲ့အခါကိုယ်စိတ်ကိုမနာကျင်အောင်မတုံလို့အောင်ကြိုးစားနေပါအရာရာတိုင်းမှာအာနာလို့ဘာမှမပြောခဲ့ပဲနဲ့မျိုးသိရတာတွေများလာတဲ့အခါလူဟာတဖြည်းဖြည်းနဲ့ဘာကိုမှမပြောကျင်တော့ပဲဖြစ်လာတယ်ဘာကိုမှလည်းရှင်းမပြကျင်တော့ပဲလူဟာတိတ်ဆိတ်သွားတတ်တယ်ဘာမှမပြောပဲနေလိုက်ခြင်းဟာသူ့အတွက်စိတ်အသက်သာဆုံးလို့ဖြစ်သွားပြီးတော့လူကတိတ်ဆိတ်သွားတတ်တယ်ကိုကဘာတွေကြိုးစားပြီးလှုပ်ပြကိုကဘယ်လိုတွေကောင်းပြီးတော့နေပြကိုယ့်ရဲ့ကောင်းမှုနဲ့ကိုယ့်ရဲ့ကြိုးစားမှုတွေကိုဝန်းကျင်ကအသည့်အမှတ်အပြုမခံရတဲ့အခါအဲ့ဒီဝန်းကျင်မှာမပျော်တော့ဘူးအဲ့ဒါလို့ကိုယ့်ကိုအသည့်အမှတ်မပြုပဲဝန်းကျင်ကပြစ်ထားခံရတာတွေများလာတဲ့အခါလူဟာတယောက်တည်းနေခြင်းလာပြီးတော့တယောက်တည်းပဲနေတတ်သွားတယ်ဘာတွေကောင်းအောင်လုပ်ဘလူတွေစေတနာတွေထားကိုယ်စေတနာနဲ့ကိုယ်ကြိုးစားမှုတွေကိုအထင်လွဲခံရတာတွေများလာတဲ့အခါလူဟာဘာကိုမှဂယုမစိုက်တော့ပဲနေခြင်းလာတယ်ထင်ရင်သလိုထင်ကွာမြင်ရင်သလိုမြင်ကွာဆိုပြီးတော့ဘသူကိုမှဘာကိုမှစိတ်ထဲမထည့်တော့ပဲဂယုမစိုက်တော့ပဲနေတတ်လာတယ်ကိုယ်စေတနာကိုယ်မေတ္တာတွေကိုတန်ဖိုးမထားစေတနာကိုစေတနာမှမသိမေတ္တာထားနေတာကိုမေတ္တာထားနေမှမသိပဲနဲ့ကိုယ်စေတနာကိုယ်မေတ္တာတွေကိုအပေါ်စားလို့အသိမှမပြုတန်ဖိုးမထားတာတွေခံရတာများလာတဲ့အခါလူဟာအဲ့ဒီဝန်းကျင်ကိုဥပိ္ပခာပြုတ်တတ်လာတယ်သူတို့နဲ့ပတ်သက်လာရင်ဘာခံစားမှုမှမရှိတော့ဘူးငါမိဘငါဆွေမျိုးငါပစ္စည်းငါဟာအရာရာကိုဖက်တွယ်ထားရတာတွေဖက်တွယ်ထားမှုတွေများလာတဲ့အခါလူဟာပင်ပန်းလာလိမ့်မယ်အဲ့ဒါလို့ဖက်တွယ်ထားရမှုတွေများလာလို့ပင်ပန်းလာတဲ့အခါအဲ့ဒီအရာရာကိုပဲလွှတ်ချခြင်းလာလိမ့်မယ်ဘာကိုမှဖက်တွယ်မထား